သမီးလေး brain လောက်ခံရတဲ့အတွက်အမေဖြစ်သူကကလစားပြရှင်မဲ့ဇကားကောင်းလေးတကားပါသမီးရဲ့မွေးနေ့မှာ surprise ဆိုပြီးစီစဉ်ထားပေမဲ့တကယ် surprise တက်ခံရတော့သမီးလေးဘုတ်ဖန်နဲ့အမေဖြစ်သူပါကိုရန်ကပဲမနေ့ကတည်းသမီးဖြစ်သူကိုကျောင်းကိုလက်ပို့ပြီးညနေကျောင်းဆင်းသွားခေါ်တဲ့အချိန်မှာတော့သမီးမုတ်ဖဲနဲ့အခြားလူနာမည်သူဖြစ်ပြီးတော့သမီးအစ်စ်မဟုတ်တော့ပါဘူးအတမ်းမဲ့ဆရာမလည်းဒီအတန်းဒီကျောင်းသားဒီနာမည်နဲ့ကလေးမတာဒီတယောက်ပဲရှိကြောင်းအခမ်းမှာပြောနေတော့အမေဖြစ်သူကတကြောင်လုံးပွဲလုံးရက်ရှာကုန်ပါတယ်ရဲရီခေါ်ရတဲ့အစ်စ်ဖြစ်သွားခဲ့ပြီးတော့သူသမီးရဲ့တငယ်ချင်းနာမည်ရင်းလက်ရှာတော့လေဘယ်သူမှမသိကြပါဘူးသူလည်းလည်းမှုဖြစ်လာပါတယ်မနေ့ကတည်းကြောင်းလက်ဖို့ညနေကျသမီးမရှိတော့ဘူးဆိုတော့အမေဖြစ်သူကဝေခွဲမရဖြစ်နေရင်ညရောက်လာကြပါတယ်ဒီချိန်မှာဖုန်းကောက်ဝင်လာခဲ့ပြီးတော့သမီးဖြစ်သူကကျောင်းအုပ်ရုံကမှလာခဲ့ပါဆိုတဲ့သတင်းနဲ့အတူနောက်ဆက်တွဲသမီးလေးရသေသွားလာသမီးလေးပါတက်ပြင်းနေဆိုအောင်ရေဆောင်ချက်လောက်ချဝဲရှိရမှာဖြစ်ပါတယ်ဒီကားလေးကိုကြည့်ရတဲ့ဆိုတော့ကျွန်တော်တက်ကချန်နယ်မှာကြည့်လို့ရသလိုဖုန်းမှာဟန်လိုက်ရုံနဲ့ဒီလေးရှာထားရမယ်အဲ့တော့ပါဆောက်ပါကြည့်လိုက်